နဲ့သူသားချော်သေးတဲ့ဘုပြန်လေကြရအောင်အမေကိုအနေတိုင်းဥခတ်ရဲ့အမေကြီးသူတရားတာတနေ့မှပြန်ဆက်ခွင့်မှုလားတာဘဝမှာမျိုးလင့်ထားဆုံးအရင်ငါလို့ရမငူလိုက်နဲ့အမေမိကအမြဲ